င်္ဂလာပါကံအကျိုးကိုယုံတော်ဆိုတဲ့ကောင်းစင်လေးကိုပြောပါမယ်မြတ်စွာဘုရားဟောတော်တရားတော်အရာဆိုလို့ရှိရင်ကံဤအကျိုးဆိုတာရှိတယ်အဲ့တော့ကောင်းတာလုပ်လို့ရှိရင်ကောင်းကံဖြစ်တယ်မကောင်းတာလုပ်လို့ရှိရင်မကောင်းတဲ့အကံဖြစ်တယ်ကိုယ်စေတနာပေါ်မှာမူတည်တာပေါ့စေတနာကောင်းလို့ရှိရင်ကံကောင်းတွေဖြစ်ကုန်တယ်စေတနာဆိုးလို့ရှိရင်ကံဆိုးတွေစေတနာမကောင်းရင်ကံမကောင်းတာတွေဖြစ်ကုန်တာပေါ့အဲ့တော့ကံဆိုတဲ့အကြောင်းကိုပြောမယ်ဆိုလို့ရှိရင်ကံကိုပထမဦးဆုံးနားလည်ရမှာကံဆိုတာအလုပ်ဆိုတာကိုဒါလူတော်များများနားလည်ပြီးသားဖြစ်တယ်နေ့စဉ်လုပ်နေတော့အလုပ်တွေပေါ့နေ့စဉ်ကာယကံနဲ့အလုပ်တွေလုပ်တယ်လူတယောက်ကိုပြုံးပြတာကအစအခုလိုစကားပြောတာကအစအဲ့ဒါတွေကစကားပြောတာတော့ထားလိုက်ပါတော့လူတယောက်ကိုလူတယောက်နဲ့ဆက်ဆံတဲ့နေရာမှာကိုယ့်ရဲ့မျက်နှာအမူအရာလက်အမူအရာကိုယ်ကင်တွယ်သုံးသပ်အလုပ်ကင်တော့အလုပ်ခန္ဓာကိုယ်နဲ့လုပ်တော့အလုပ်အဲ့အလုပ်တွေရှိမယ်ပြီးရင်နှုတ်ကနေပြောနေတဲ့စကားတွေရှိမယ်ပြီးရင်စိတ်ထဲကတွေးနေတဲ့အတွေးတွေရှိမယ်အဲ့ဒါတွေအကုန်လုံးကကံနေပဲဒီလက်နဲ့ခွက်တစ်ခွက်ကိုကင်လိုက်တယ်ကင်လိုက်တဲ့အခါမှာအဲ့ဒါကံပဲကင်လိုက်တဲ့အချိန်မှာကိုကင်လိုက်တဲ့ခွက်ကဖန်ခွက်ဒါပေမဲ့ကိုကမလေးမစားကင်လိုက်တယ်အဲ့ဒါကိုနမောနမဲကင်လိုက်တယ်ဖန်ခွက်ချခွဲသွားတယ်အဲ့ဒါမကောင်းသောအဖြစ်ကင်လိုက်တာပေါ့တတိမပါဘဲနဲ့အရာဝတ္ထုတစ်ခုကိုကင်လိုက်တဲ့ကာယကံအကျိုးကဘာဖြစ်သွားလဲဖန်ခွက်ချခွဲတယ်ဒါပေမဲ့လူတယောက်ကကြတော့သူကတတိတအားကောင်းတယ်သူကင်တွယ်တော့သူအသုံးပြုသောပစ္စည်းများကိုတန်ဖိုးထားတယ်လေးစားတယ်အဲ့ဒါကြောင့်မလို့လေးစားစားကင်တယ်တတိနဲ့ကင်တယ်အဲ့တော့ဒီဖန်ခွက်တီကြာမကွဲဘူးဖန်ခွက်တီမြဲမြံစွာသူ့လက်ထဲမှာရှိတယ်အဲ့ဒါကိုလောလောဆယ်သူ့ရဲ့ကာယကံသူ့လက်နဲ့လှုပ်လိုက်တော့အလုတ်ဟောက်တတိထည့်ထားတယ်တတိထည့်ပြီးတော့လေးစားမှုပါတယ်အဲ့ဒီအတွက်ကြောင့်မလို့သူဒီဖန်ခွက်ကြကွဲခြင်းဆိုတဲ့အကျိုးကိုမခံစားရဘူးဒါအရှင်းဆုံးသောကံနဲ့ကံရဲ့အကျိုးပဲနောက်စကားနှုတ်ဝစီကံကိုပြောမယ်ဝစီကံနဲ့ပတ်သက်ပြီးဆိုလို့ရှိရင်လူတယောက်ကိုစကားပြောတယ်စကားဆိုတာကပြောတိုင်းနားထောင်ကြတာမှမဟုတ်တာစကားကယုတ်တိကြရမယ်တမတ်ကြရမယ်လက်ခံနိုင်စွမ်းရှိရမယ်လူအများလက်ခံသောစကားဖြစ်ရမယ်ရေကုန်ရမှန်သောစကားဖြစ်ရမယ်အဲ့စကားမျိုးဆိုလို့ရှိရင်လူတိုင်းနားထောင်တယ်နှစ်သက်တယ်ကြိုက်တယ်လောကီအကျိုးကိုပေးတဲ့စကားဖြစ်မယ်လောကုတ္တရာအကျိုးကိုပေးတဲ့စကားဖြစ်မယ်လူအများနှစ်သက်တယ်ကြိုက်တယ်ဒါပေမဲ့ကြိုက်တဲ့အခါကျတော့လူတွေရဲ့ချစ်ခင်ခြင်းလေးစားခြင်းဆိုတဲ့အကျိုးကိုသူရမယ်အဲ့ဒါသူကောင်းမွန်စွာစကားပြောခြင်းတတိနဲ့စကားပြောခြင်းစေတနာမေတ္တာနဲ့စကားပြောခြင်းရဲ့အကျိုးဝစီကံကောင်းတယ်ဝစီကံမကောင်းတဲ့ပုဂ္ဂိုလ်ကြတော့သူပြောတဲ့စကားတွေကယုတ်တိမတန်ဘူးလူတွေရဲ့ယင်ကိုမအေးမြစေဘူးလူတွေကိုလောကီကောင်းကျိုးလည်းမညွန်ပြတတ်ဘူးလောကုတ္တရာကောင်းကျိုးကိုလည်းပဲမပြတဲ့စကားတွေစိတ်နှလုံးမချမ်းသာစေသောစကားများနှုတ်ကနေပြောတယ်ပြောတာနဲ့တပြိုင်နက်သူစကားကိုနားထောင်တဲ့သူကသူ့အပေါ်မှာအယုံကြည်မဲ့လာတယ်သူ့ကိုမေတ္တာပြက်လာတယ်အဲ့ဒါကသူ့ရဲ့ဝစီကံရဲ့အကျိုးနောက်စိတ်ထဲမှာတွေးတဲ့အတွေ့အမနောကံပဲသူတွေးတဲ့အတွေ့ကသူ့အရှိရလူတယောက်ရဲ့ကောင်းကြောင်းကိုသူတွေးနေတယ်ကောင်းကြောင်းကိုတွေးနေတဲ့အခါကျတော့အကျိုးကဘာဖြစ်လာမလဲဆိုတော့ကောင်းကြောင်းတွေးတဲ့အတွက်ကြောင့်နှုတ်ကလည်းကောင်းကျိုးနဲ့ရှင်တဲ့စကားကိုပြောဖြစ်တယ်ကိုယ်အမူအရာကလည်းပဲကောင်းကျိုးနဲ့ရှင်တော့ကိုယ်အမူအရာဖြစ်သွားတယ်ဒါဒီသိတာမြင်တာတယ်ဘယ်ကထွက်လာလဲဆိုတော့သူ့စိတ်ကြောင့်ထွက်လာတာစိတ်ကပြဋ္ဌာန်းလိုက်တော့ကိုယ်အမူအရာနှုတ်အမူအရာတွေမှာပါသွားပြီးတော့ပြဋ္ဌာန်းလိုက်တယ်အဲ့ဒါမနောကံရဲ့အကျိုးပဲမကောင်းတဲ့ဘက်မှာကြတော့လေစိတ်ကပုတ်နေတဲ့အခါမှာစိတ်ပုတ်တော့မျက်နှာကလည်းပုတ်တယ်စိတ်မကြည်တော့မျက်နှာကလည်းမကြည်ဘူးမကြည်တဲ့အပြင်ပြောထွက်တဲ့စကားတွေကလည်းမကြည်သောစကားတွေပြောလာမယ်ပုတ်သောစကားတွေပြောလာမယ်နောက်ကိုယ်အမူအရာကပါရိုင်းပြမထီလေးစားကိုယ်အမူအရာတွေဖြစ်သွားမယ်အဲ့ဒါမနောကံရဲ့အကျိုးအဲ့ဒါကိုယုတ်တိနီအားဖြင့်ဒီလိုမျိုးကံရဲ့အကျိုးကိုဒီလိုယုံလိုက်ပြီးမျက်ဝါးထင်နဲ့မြင်လိုက်ပြီးဆိုရင်ကိုယ်ပါလို့ချင်တာလဲကိုသိရမယ်ကိုဒီလောကီကောင်းကျိုးလိုချင်တာလားလောကုတ္တရာကောင်းကျိုးလိုချင်တာလားအကျိုးကိုလိုလားတဲ့ပုဂ္ဂိုလ်ဒီကာယကံကိုထိန်းသိမ်းရမယ်ဝစီကံကိုထိန်းသိမ်းရမယ်မနောကံကိုထိန်းသိမ်းရမယ်ဒါဆိုလို့ရှိရင်ဒါထိန်းသိမ်းတဲ့ပုဂ္ဂိုလ်တတိနဲ့အလုပ်သောပုဂ္ဂိုလ်တတိနဲ့ပြောတတိနဲ့လှုပ်တတိနဲ့တွေးသောပုဂ္ဂိုလ်တွေရဲ့အလုပ်တွေဟာအကုန်လုံးအပြစ်ကင်းတဲ့အလုပ်တွေဖြစ်လာမှာမလွဲမသွေပဲပြီးတော့လူနဲ့ချစ်ခင်လာမှာမလွဲမသွေပဲဒါကြောင့်အကျိုးတရားတွေဆိုတာတတိထားလိုက်တာနဲ့တပြိုင်နက်ကိုယ့်ရဲ့အလုပ်တွေပေါ်မှာတတိထားတာနဲ့တပြိုင်နက်ကောင်းကျိုးတွေကိုပေးတယ်အဲ့ဒါကံရဲ့အကျိုးပဲဒါကြောင့်ကံရဲ့အကျိုးကိုယုံကြည်တဲ့ဆိုလို့ရှိရင်တော့စေတနာကောင်းလေးတွေထည့်ပြီးတော့အတွေးမှန်လေးတွေတွေးပြပါလို့ပြောချင်ပါတယ်ကဘာသူကဘာသားအပေါင်းကောင်းမွန်သောကံရဲ့အကျိုးတွေကိုရရှိခံစားနိုင်ပါစေလို့ဆုတောင်းပေးပါတယ်အားလုံးချမ်းသာကြပါစေ